နိုင်ငံလုံးအရန်ကိုရှေ့ပို့ပေးပါတယ်ရှင်အရန်အေးလို့စပန့်အောင်မှာရှေ့ကွယ်လက်ရှေ့ပေါင်းမိရှေ့လေးမင်းထပ်ထုတ်ပေးထားတယ်နော်သူကကြတော့စပန့်သားအောင်မှာတစ်စပန့် grade အမြင့်လိုင်းလေးပါနော်ရှိုးသားလေးကကောင်းတယ်ရှုပ်ပုံလေးကလည်းလှတယ်ရှုပ်ပုံရောအသားရောပြီးရင်ရှိုးသားရောလုံးဝပူစရာမလိုအောင်အရန်ကောင်းတယ်နော်ဒါလေးကကြတော့ပေါ့နော်မင်းတို့ကိုပိုင်ရှုပ်လေးကထပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဈေးနှုန်းလေးကိုအချိုးဆုံးဈေးနှုန်းလေးလည်းရောင်းပေးပါမယ်ရှင်နော်သူကကြဘလို့ပုံစံလေးလဲဆိုတော့ကော်လန်ဖက်လေးနှစ်ဖက်ပါမယ်ပေါ့နော်ကော်လန်ဖက်လေးဆိုလို့ရှိရင်ဒီမှာဓာတ်ဆက်လေးနဲ့ပေါ့အနားလေးကိုတက်ပေးထားတာဖြစ်တဲ့အတွက်ချုပ်ပုံလေးကတိတ်တက်မယ်ပေါ့နော်ရှေ့ခွဲဟိုမှာကျဲသီးတွေလေးဟိုမှာရင်ဆက်လေးနဲ့ပေါ့နော်ရင်ဆက်လေးမှာဆိုလို့ရှိရင်လည်းအတွန့်လေးတွေမတိမတာထည့်ပေးထားပြီးတော့အောက်ကိုကကားလေးရှုပ်ပေးထားတာဖြစ်တဲ့အတွက်ဝက်လိုက်မယ်ဆိုလို့ရှိရင်အောက်ကိုဝဲကားလေးနဲ့ရမ်းရှစ်စရာကောင်းမယ်ပေါ့နော်ပြီးရင်လက်လေးဆိုလို့ရှိရင်လည်းပေါ့နော်သူကကြအတွန့်လေးဆိုလို့ရှိရင်ရှည်ရှည်လေးထည့်ပေးထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ရှစ်စရာကောင်းမယ်ပေါ့နော်ဒုံးတိတွေထက်စားလို့ရှိရင်ဒီလိုမျိုးပေါ့ဒုံးတိတွေထက်စားလို့ရှိရင်ပေါ့နော်အတွန့်လေးနဲ့ကပို့ပြီးတော့လှတယ်ပေါ့နော်ပို့ပြီးတော့ရှစ်စရာကောင်းတယ်ဝက်လိုက်တယ်ဆိုလို့ရှိရင်လုံးဝရှစ်စရာကောင်းတယ်မမီလေးတွေပုံစံမျိုးရသွားမယ်ပေါ့နော်ပြီးလို့ရှိရင်ပေါ့ချုပ်သားလေးမင်းပြီးရင်ပြပေးမယ်ဘောင်းမီခါပကြိုးလေးဆိုပြက်ကောင်းကောင်းလေးတုံးပေးထားတယ်ဒီပုံစံဘောင်းမီကြိုးလေးထည့်ပေးထားတာဖြစ်တဲ့အတွက်ကလေးတွေအတွက်လုံးဝဝက်လိုက်ရင်ခါမနာဘူးเนาะခါမနာဘူးအရန်လည်းမပြော့ဘူးအရန်လည်းမမာဘူးပေါ့เนาะသူ့ရဲ့ပုံစံချုပ်သားလေးဆိုလို့ရှိရင်ဒီမှာကြည့်ပါအောင်เนาะအတွင်းချုပ်တဲ့ကြောင်အပြင်မှာဓာတ်ဆက်တဲ့ကြောင်မို့လို့ပေါ့เนาะသူကကြာဆက်ဆိုင်မှာကိုယ်တိုင်သွားချုပ်တဲ့မျိုးချုပ်သားမျိုးလေးရရဖြစ်တယ်ချုပ်သားခိုင်ခံလေးရမယ်ပေါ့เนาะဒီလိုမျိုးချုပ်သားမျိုးနဲ့ဆိုလို့ရှိရင်အပြင်မှာပေါ့เนาะရောင်းမယ်ဆိုလို့ရှိရင်1000ကျော်ပတ်ချလေးမှာရှိရပေါ့ဒါပေမဲ့မစ်စီမှာတော့ဈေးနှုန်းလေးကဒီလိုမျိုးစမောဆိုင်လေးကို6000ကျော်လေးနဲ့ရပါမယ်ရှင်ဘလို့အစင်မျိုးလေးရှိလဲမင်ပြပေးမယ်เนาะဒီလိုမျိုးအစင်လေးရဲ့ပြီးသွားလို့ရှိရင်ဒီလိုမျိုးပန်းရောင်အနုလေးเนาะပန်းရောင်လေးရဲ့ပြီးလို့ရှိရင်ဒီလိုမျိုးခဲရောင်လေးရဲ့ပြီးလို့ရှိရင်ဒီလိုမျိုးအစိမ်းနုလေးရဲ့ပြီးလို့ရှိရင်တခွားနုလေးရဲ့ပေါ့เนาะအရောင်လိုင်းလေးရဲ့အနုရောင်လေးနဲ့ပဲရောင်မရှိဘူးပေါ့เนาะပဲရောင်မရှိ9ရောင်ထွက်ထားပါတယ်9စုံတစ်စီအနည်းဆုံးယူလို့ရပါတယ်ရှင်သူကကြတော့ပေါ့เนาะလာသားသမီးကနေပြီးတော့10နှစ်သမီးလောက်ယူဝဲလို့ရတဲ့ site လေးတွေရှိတယ်เนาะကိုယ့်ရဲ့ကလေးရဲ့ပေါ့เนาะရင် site ပြီးချေ site လေးတွေကိုရှက်ပေါက်မှာလာမေးဘိုက်ဘက်မှာလာမေးပြီးတော့ပေါ့เนาะဝယ်ယူလို့ရတဲ့ဈေးနှုန်းလေးလည်းအမှန်လာမေးပေးပါเนาะဘာလို့လဲဆိုတော့ဒီမှာပြောတင်ပေးလို့ရှိရင်အဆင်မပြေလို့ပေါ့เนาะအဲ့ဒါကြောင့်မလို့လာပြီးတော့မေးပါเนาะမဝယ်လဲမေးလို့ရပါတယ်လာမေးပြီးတော့မှဝယ်နိုင်ပါတယ်เนาะသဘောကျမှဝယ်လို့ရပါတယ်เนาะဈေးနှုန်းလေးကလုံးဝ6000ကျော်ကနေပြီးတော့စအကြီးဆုံး10နှစ်တောင်မှပေါ့เนาะ8000လောက်ပဲရှိရဈေးနှုန်းနဲ့ရောင်းပေးထားတာအမတို့ရဲ့เนาะအရန်တန်မယ်เนาะအရန်တန်မယ်လိုချင်တဲ့ဆိုမြန်မြန်လေးလာယူပါเนาะ